ကဲအားလုံးပဲမင်္ဂလာပါဗျတိုးပွားမှာစူးစမ်းပြီးတော့တင်ဆက်ပေးလိုက်ပါတယ်ဗျဒီနေ့ပြပေးခြင်းတဲ့အဲရာစီလေးကတော့မလေးရှားနိုင်ငံထုံး20ဆင့်အဲရာစီလေးပဲဖြစ်ပါတယ်ဗျဒါလေးကဆိုရင်ဖြစ်မလေးရှားနိုင်ငံထုံးလေးပဲဖြစ်ပါတယ်ဗျနော်မလေးရှားနိုင်ငံထုံး20ဆင့်အဲရာစီလေးပဲဖြစ်ပါတယ်ဗျဒီကောင်လေးဘက်မှာအဲရာရှိတယ်ဆိုတာကိုကျွန်တော်ပြပေးပါမယ်ဗျနော်သူ့ရဲ့ခုနှစ်လေးကတော့2019ခုနှစ်ပဲဖြစ်ပါတယ်ဗျ20ဆင့်အဲရာစီလေးပဲဖြစ်ပါတယ်ဗျနော်ဒါလေးကတော့မလေးရှားနိုင်ငံထုတ်လေးပဲဖြစ်ပါတယ်ဗျာနော်သူ့မှာဗမာအဲရာရှိတယ်မရှိဘူးလဲဆိုတော့ကျွန်တော်ပြပေးပါမယ်ဗျာနော်အနီးကလေးနော်ဟုတ်မဟုတ်လဲသုံးသက်ပေးကြပါအောင်ဗျာကျွန်တော်ကောက်မှာတင်လာတဲ့အဲရာကျွေးစည်းလေးတွေကိုကျွန်တော်ဈေးလုံးတက်တာနဲ့ကျွန်တော်ရောင်းချပေးပါမယ်ဗျာနော်လိုအပ်တဲ့လူတွေဝယ်ယူအားပေးနိုင်ပါတယ်ဗျာသူ့ရဲ့အဲရာလေးကစာလုံးထက်လေးတွေပေါ့ဗျာနော်အောက်မှာစင့်ဆိုတဲ့နေရာလေးမှာနော်သုံးလုံးစာလုံးထက်တယ်ဗျာနော် S ကော E ရော N ရောဗျာနော်နောက်ကျရင်နံပါတ်2ဆိုတဲ့ဥစ္စာလေးရတယ်စာလုံးထက်တယ်ဗျာနော်အဲ့ဒါတေချာကြည့်ပါရအောင်ဗျာနော်နံပါတ်2မှာလည်းစာလုံးထက်တယ်ဗျာနော်နံပါတ်2လေးမှာစာလုံးထက်တယ်နောက်ကျရင်3ညလေးနဲ့နေရာလေးဆက်နေတယ်ဗျာနောက်ကျ3ညလေးရတယ်ထပ်ပါတယ်ဗျာနော်စာလုံးနောက်ကျရင် S ဆို N တို့နောက်ကျရင်မလေးရှားဆိုတဲ့စာလုံးလေးရအထက်လေးတွေပဲဗျာနော်ဟုတ်မို့လဲ3သက်ကြည့်ပါဗျာနောက်ကျပန်းလေးတွေကလည်းအထက်လေးတွေဒီပန်းလေးတွေကတော့ခေါင်ရမ်းပန်းလေးတွေပဲဖြစ်ပါတယ်နော်ပန်းလေးတွေမှာလည်းအထက်လေးတွေပါတယ်ဗျာနော်2ဆင့်ထက်လေးတွေဗျာနော်နောက်ကျဒီနံပါတ်2လေးမှာလည်းထက်တယ်ဗျာနော်နံပါတ်2လေးမှာ2ဆင့်3ဆင့်ထက်တယ်ဗျာနောက်ကျဆင့်နေမှာထက်တယ်ဗျာနောက်ကျလို့ရှိရင်3ညမှာထက်တယ်ဗျာနော်3ညအကြီးမှာထက်တယ်ဗျာနော်နောက်ကျရင်ဒီအောက်မှာမလေးရှားဗျာနော်ဒီမလေးရှားမှာထက်တယ်ဗျာနော်မလေးရှားမှာစာလုံးထက်လေးဒီကလည်းလှမ်းမြင်နေရတယ်ဗျာနော်ဆင့်နေမှာထက်ပါတယ်ဗျာနော်နံပါတ်2မှာလည်းထက်တယ်ဗျာ2ထက်3တက်လေးအဲ့လိုမျိုးလေးဖြစ်တယ်ဗျာနော်ဒီဟာတွေကဒီအကောင်နဲ့နီးကပ်ပြရတယ်ဆိုတော့နည်းနည်းလေးတော့သူ့မှာအားနည်းချက်လေးတော့ရှိတယ်ဗျာနော်လုံးဝတော့အဲ့လိုမျိုးကြီးတော့ဟိုလိုမျိုးကြီးမမြင်ရဘူးဗျာနော်ဒီမလေးရှားတို့ဘာလို့မှစာလုံးထက်လေးတွေ့ရတယ်နော်ဆင့်တို့ဘာလို့နော်စာလုံးထက်လေးနော်နံပါတ်2တို့ဘာလို့စာလုံးထက်လေးတွေဗျာနော်နံပါတ်2တို့ဘာလို့တွေ့စာလုံးထက်လေးတွေနော်နောက်3ညစာလုံးထက်ဗျာနော်သူရခုနေတယ်2019ခုနှစ်ထုတ်ဗျာနော်မလေးရှား20ဆင့်နေပဲဖြစ်ပါဗျာနော်စာလုံးထက်လေးတွေမြင်ရတဲ့အတိုင်းပဲဗျာနော်ဒါလေးပြန်ရောင်းနေတယ်ဗျာနော်ဒီပန်းလေးတွေစာလုံးထက်လေးဗျာနော်ကျွန်တော်ကောက်မှတင်လာတဲ့အဲရာစီလေးတွေကျွန်တော်ပြန်ရောင်းပေးမယ်ဗျာဈေးုံသက်နဲ့နော်ဒီပန်းလေးတွေဂျားထဲမှာဆိုရင်တော့ဘာမှမရှိဘူးနော်ပန်းလေးတွေဂျားလေးအရှင်းပဲဗျာနော်နောက်ကြလို့ရှိရင်ကျွန်တော်ပန်းလေးကြားထဲမှာရှိတဲ့ဟာလေးကျွန်တော်အဲရာဖြစ်နေရလေးကျွန်တော်ပြပြီးပါမယ်ဗျာနော်ဒါလေးက20ဆင့်လေးပေါ့ဗျာနော်မလေးရှားနိုင်ငံထုတ်လေးပေါ့ဗျာနော်ဒါလေးကတွေ့လားအဆင့်လေးတွေနဲ့ဖြစ်နေအထက်လေးစာလုံးထက်လေးဗျာနော်စာလုံးထက်လေးပန်းလေးစာလုံးထက်နေပန်းလေးရွက်လေးထက်နေတွေ့လားဒါကပန်းရိုးလေးထက်နေဗျာနော်တချို့ဥစ္စာတွေမဖြစ်ဘူးနော်ကျွေးစည်းတိုင်းမဖြစ်ဘူးနော်ကျွေးစည်းတိုင်းမဖြစ်ဘူးနော်ဘာလို့ကျွေးစည်းတိုင်းမဖြစ်လဲကျွန်တော်မှအဲ့ဒါတွေအများကြီးရှိတယ်ဗျာနော်ကျွေးစည်းတိုင်းမဖြစ်ဘူးဗျာနော်ဖြစ်တဲ့ဟာနဲတယ်ဗျာနော်စာလုံးထက်လေးတွေဗျာနော်လိုအပ်တဲ့လူဝယ်ယူအားပေးနိုင်ပါတယ်ဗျလိုအပ်တဲ့လူချင်းမင်းတွေဒီဘက်ချမ်းကျတော့သူကမထက်နေဘူးဗျာနော်ဒီဘက်ချမ်းမှာဘာမှမရှိပါဘူးဗျာနော်ဒီဘက်ချမ်းမှာဆို line ပဲရှိတယ်ဗျာနော်လိုအပ်တဲ့လူချင်းမင်းတွေလည်းဝယ်ယူအားပေးနိုင်ပါတယ်ဗျာနော်ကျွန်တော်ဒါလေးတွေဈေးုံသက်တာလေးနဲ့ကျွန်တော်ပြန်ရောင်းပေးပါမယ်ဗျာနော်ခုနပြသွားနော်ဒီမှာနော်စာလုံးထက်လေးဒီအောက်လေးမှာထက်တယ်ဗျာနောက်ရဒီနေရာလေးထက်တယ်နောက်ရဒီ3ညလေးမှာထက်တယ်ဗျာနော်နောက်ရဒီစင့်လေးမှာထက်တယ်မလေးရှားမှာထက်တယ်ဗျာနောက်ရဒီပန်းလေးတွေမှာထက်တယ်ဗျာနော်စာလုံးထက်လေးတွေပေါ့ဗျာနော်ကနန်းထက်လေးတွေ့ရမယ်နော်ဒီကတော့မလှမ်းတွေ့ရတာလေးတွေ့ရတယ်ဗျာနော်မလေးရှားတို့ဘာလို့ဆိုတော့ရိတ်လေးနဲ့မြင်နေရနော်ဒါကြအဲရာစီလေးပေါ့ဗျာနော်ကျွန်တော်ကောက်မှာအဲရာကျွေစီလေးတွေကျွန်တော်ဈေးဥသက်တာလေးနဲ့ကျွန်တော်ပြန်ရောင်းပေးပါတယ်ဗျာနော်လိုအပ်တဲ့လူချင်းမင်းတွေဝယ်ယူအားပေးနိုင်ပါတယ်ဗျာနော် YouTube ကကြည့်နေရဆိုတော့ကျွန်တော် like subscribe နဲ့နှိပ်ရွာပေးကြပါအောင်ဗျာနော်အပန်းမကြည့်ဘူးဆိုလို့ရှိရင်ကျွန်တော်အတစ်တစ်လေးတင်တိုင်းလေးမြင်ရအောင်ဘလို့ပေါ့နော်ဘိုးစုတအနေနဲ့ပေါ့ဗျာနော်လိုအပ်တဲ့လူတွေဝယ်ယူအားပေးနိုင်တာပေါ့မလိုအပ်တဲ့လူတွေကြောက်တော့ကြည်သွားကြပါဗျာနော်ဒါလေးက2019ခုနှစ်ထုတ်ဗျာ20ဆင့်မလေးရှားပဲဖြစ်ပါတယ်ဗျာနော်အားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာအားလုံးလည်းရအဆင်ပြေနိုင်ကြပါစေဗျာလိုအပ်တဲ့လူတွေဝယ်ယူအားပေးနိုင်ပါတယ်ဗျာနော်ဒီကတော့လမ်းမြင်ရနော်ဒီနားမှာအဆက်လေးပြင်တယ်ဒီနားမှာအဆက်လေးတွေ့လားအဲဒါလေးဖြစ်နေရပါဗျာနော်ပန်းလေးတွေထက်လေးတွေဖြစ်နေတယ်နောက်ကျမလေးရှားတို့အထက်လေးတွေဖြစ်နေတယ်ဗျာနော်အားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာနော်အားလုံးလည်းရအဆင်ပြေနိုင်ကြပါစေဗျာလိုအပ်ရင်ဝယ်ယူအားပေးနိုင်ပါတယ်ဗျာViber ဖုန်းနံပါတ်နဲ့ချပေးထားပါတယ်ဗျာနော်